ငယ်တုန်းကလေအမေကပစွန်တုပ်လေးတွေကိုဒီနီးလေးတိုက်ချက်ကျွေးတာအရန်ကိုမှစားကောင်းပြီးတော့တော်တော်လေးကြိုက်ခဲ့တဲ့ဟင်းလေးပါရှင်သူ့ရတာလေပင်စိမ့်နဲ့မွမွေးလေးနဲ့အရန်ကိုမှစားကောင်းတာမို့တူလိုက်ချက်စားကြည့်ကြအောင်ရှင်အရင်ဆုံးတက်တော်ဖြူနီကြိတ်ထားတာလေးကိုစနွေးမုံနဲ့အယောင်တင်မုံလေးထည့်ပြီးစီတက်ပေးပါရရှင်ဒီတက်နံလေးမွေးလိုက်ရင်ငံပြားလေးပါထည့်ပြီးတခါလေးစီတက်ပေးပါရရှင်ပြီးရင်တော့ရေဆေးတက်စင်ထားတဲ့ပစွန်လေးတွေကိုထည့်ပြီးတော့ပစွန်အသားလေးတွေတင်းတဲ့ဒီရေလုံးဝမထည့်ဘဲနဲ့မှုပေးပါမယ်ရှင်ပစွန်အသားလေးတွေလည်းတင်းလာပြီးအခွန်လေးတွေလည်းအယောင်ပြောင်းလာပြီးဆိုရင်တော့ရင်နွေးလေးကိုကူလိုတလောက်ထည့်ပြီးတော့ပွက်အောင်တည်ပေးပါမယ်ရှင်ဒီနေရာမှာအရသာတွက်ကတော့စားနဲ့ချုံမုံနဲ့ငယ်ထည့်သုံးထားပါတယ်ရှင်အဖုံးလေးအုပ်ပြီးတည်ပေးလိုက်တာပွက်လာပြီးဆိုရင်တော့မကြီးရည်လေးထည့်ပေးပါတယ်မကြီးရည်လေးကိုအချင်းအနေတော်လောက်လေးထည့်ပြီးရင်တော့အဖုံးအုပ်ပြီးပွက်အောင်ပြန်တည်ပေးပါတယ်ဟင်းလေးလည်းပြန်ပွက်လာပြီးပစုံလေးတွေလည်းကျက်လာပြီးဆိုရင်တော့ပင်စိမ့်လေးတွေခများများလေးအုပ်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာငရုတ်သီးစိမ့်လေးတွေထက်ချမ်းခွဲပြီးထည့်လည်းအရန်မှုေးပါတယ်ရှင်ဒီပစုံဟင်းလေးရလေးချင်းချင်းလေးနဲ့ပင်စိမ့်နဲ့မှုမွေးလေးနဲ့အရန်စားကောင်းတာမို့တူလိုက်ချက်စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်